one ချုပ်မှပါဇက်နန်တာမဟုတ်ဘူး one ကိုပုံမှန်သွားနေရင်တော့မှစကားပြောရင်ပါဇက်ကအနံ့နေနန်နေတဲ့သူတွေအများကြီးပဲရှိတယ်နော်ဆိုတော့ one ချုပ်ရင်ပိုနန်တယ် one လေးပုံမှန်သွားရင်ဒါနဲ့စကားပြောရင်ပါဇက်ကနန်နေတဲ့သူတွေကဥတန်ရှင်းဥမိုင်းတန်ရှင်းလောက်ရမှာအဲ့တော့အကုန်လုံးခြုံငုံပြီးပြောရမယ်ဆိုရင်ဥမတန့်တဲ့အခါဥတန်ရှင်းဥမိုင်းတန်ရှင်းလောက်ဖို့ခန္ဓာကိုယ်ကလိုအပ်တဲ့အခါမှာပါဇက်ကအနံ့နေနန်နေကိုချောင်းကအမြဲတမ်းပြောတယ်အသက်ကြီးတဲ့လူကြီးတွေအထူးသဖြင့်အသက်35နောက်ပိုင်း40နောက်ပိုင်း45နောက်ပိုင်း50နောက်ပိုင်းလူကြီးတွေစကားပြောရင်ပါဇက်နန်တယ်လို့ပြောတယ်မလားတချို့လူငယ်လူလတ်ပိုင်းတွေမှာလည်းပါဇက်ကအနံ့နန်တဲ့သူတွေရှိတယ်အဲ့တော့တချို့ကပြောတယ်ဝမ်းချုပ်လို့ဝမ်းပုံမှန်သွားတဲ့သူတွေတောင်မှပါဇက်ကနန်တာမျိုးတွေအများကြီးပဲရှိတယ်အဲ့ဒါဘာလဲဆိုတော့ဥတန်ရှင်းဥမိုင်းတန်ရှင်းလုပ်ဖို့လိုအပ်တာဥတန်ရှင်းဥမိုင်းတန်ရှင်းထိထိရောက်ရောက်လှုပ်လိုက်သွားပြီးလှုပ်ပြီးသွားပြီဆိုလို့ရှိရင်ပါဇက်ကအနံ့နန်တာတွေကမနန်တော့အဲ့ဒါကိုပြောချင်တာပေါ့နော်အဲ့တော့တချို့ကသွားကိုဆင်းအောင်မတိုက်လို့ပလုတ်ကိုဆင်းအောင်မကျင်းလို့ဂရွင်းတန်ရှင်းမလုပ်လို့နန်တာမျိုးရှိတယ်ချို့ကြတော့သွားလဲပုံမှန်တိုက်တယ်ပလုတ်ကိုလည်းဆင်းအောင်ကျင်းတယ်သွားတန်ရှင်းကိုလည်းထိထိရောက်ရောက်လုပ်ရတာနဲ့ပါဇက်ကအနံ့နေနန်နေတယ်ဆိုရင်ငါဥတန်ရှင်းဥမိုင်းတန်ရှင်းလုပ်ဖို့လိုအပ်နေပြီဆိုတော့ကိုတတိကတ်စေခြင်းနဲ့အဲ့ဒီအတိလေးကိုရသွားတယ်ဆိုရင်ကျင်းတတ်တယ်ဆိုတော့ပြောချင်တာကဥတန်ရှင်းဥမိုင်းတန်ရှင်းလုပ်ဖို့လိုအပ်နေတဲ့သူများဒါခန္ဓာကိုယ်ကဒါအချက်ပြတာပါဇက်ကအနံ့နန်ပြီးခြင်းအဖြစ်ပေါ့နော်ဆိုတော့ဥနီယာမှာဒီအညစ်အကြေးအကျွေးကြံတွေကပ်ပြီးတော့ထူလာတဲ့အခါမှာစကားပြောတဲ့အခါမှာပါဇက်ကနန်တယ်ဆိုတော့ဥတန်ရှင်းဥမိုင်းတန်ရှင်းကိုထိထိရောက်ရောက်လုပ်ဖို့လိုအပ်တယ်ဘယ်လိုလုပ်မလဲဘယ်လိုလုပ်မလဲတဘာဝနေနေတော့ရှိတယ်ဥမာမပြောတော့ပါဘူးကမွန်းချင်းပဲစားတာတို့တန်မွေးတစ်ခွားတိရေစိမ်တောက်တာတို့ဒါတွေကတော့ထိရောက်လားဆိုလို့ရှိရင်အချိန်တော့ပေးရတယ်အလုပ်တော့ရှုပ်တာပေါ့နော်ကို့အနေနဲ့ဥတန်ရှင်းဥမိုင်းတန်ရှင်းကိုထိရောက်ရောက်လုပ်ချင်တယ်ဆိုလို့ရှိရင်ကိုစွမ်းအနေနဲ့ကိုကြီးပေးချင်တာတခုဒီကိုမပိုင်ရှင်မှတ်ထားသလိုမှားချင်ပါရဲ့ဆိုတော့ဒီဂျိုလီလေးကိုတလားစာသုံးဆွဲဖို့ပြောချင်ပါတယ်သူ့ကိုတလားစာသုံးဆွဲပြီးတော့စကားပြောရင်ပါဇက်ကအနံ့မနန်တော့တဲ့သူတွေအများကြီးမှအများကြီးပဲရှိတာဖြစ်တဲ့အတွက်လိုအပ်တယ်ဆိုလို့ရှိရင်တလားစာသုံးဆွဲဖို့ပြောချင်တယ်တဘူးမှာတော့9ရက်စာပါတယ်တလားစာဆိုရင်တော့4ဘူးသူ့ကိုညဘက်အိပ်ရောက်ဝင်ကနေတရက်တစ်ခွက်ရေခဲကြီးဒါမှမဟုတ်ရိုးရင်နဲ့ဖြော်ပြီးတော့တောက်မယ်ဆိုရင်ရတယ်ဖြော်ပြီးတော့တောက်ပြီးရေမြတောက်ပြီးတော့အိတ်လိုက်ရုံပဲအဲ့တော့မနက်မွေးတဲ့အခါကျရင်ဘိုင်းရတာဘိုင်းနာတာမဖြစ်ဖဲနဲ့ဝမ်းသွားတဲ့အခါအဲ့ဦးနေရာမှာကတ်နေတဲ့အညစ်အကြေးတွေပါအကုန်လုံးကြွားကြတော်ကြပြီးတော့ဦးရှင်းတယ်ဦးတန့်တယ်ပေါ့နော်အဲ့ခါကျရင်ပါဇက်ကအနံ့နေနန်မှာမဟုတ်တော့ဘူးဆိုတာကိုပြောချင်တာအဲ့တော့ပါဇက်ကအနံ့နေနန်နေတယ်အသက်ကြီးလာလို့ခန္ဓာကိုယ်ကထွက်တဲ့အနံ့နေအရန်ပြင်းနေတယ်ဆိုရင်ဦးတန်ရှင်းဦးမိုင်းတန်ရှင်းကိုထိထိရောက်ရောက်လုပ်ဖို့ပြောချင်တယ်အမြဲတမ်းသုံးဆွဲစရာမလိုဘူးတလားသုံးဆွဲပြီးရင်ရပါတယ်လူငယ်ရောလူလက်ကောလူကြီးရောအကုန်သုံးလို့ရတယ်တွေးတိုးစီးတို့လေးဘက်နာအဆိုင်တမှာအကုန်သုံးဆွဲလို့ရတယ်အဲ့တော့သူ့ကိုသုံးဆွဲပြီးတော့ပါဇက်ကအနံ့ဗန်နန်တော့တဲ့သူတွေအများကြီးမှအများကြီးပဲရှိတာဖြစ်တဲ့အတွက်လိုအပ်တယ်ဆိုရင်မှားလို့ရပါတယ် USA ဆွစ်ဇာလန်အိန္ဒိယကိုရီးယားစတဲ့ဒီနိုင်ငံကပုံစံတွေနဲ့လှုပ်ထားတာဖြစ်တဲ့အတွက်အင်မတန်မှကောင်းပါတယ်လိုအပ်တယ်ဆိုရင်ဆက်သွယ်ပေးပါခင်ဗျာ